ဒီငါးကိုဘာကြောင့်ဖန်နေကတကိုယ်လုံးကိုကြိုက်ခဲနေတာတော့မထွက်ပြေးတာလေလို့သင်စဉ်းစားမိဘူးလားတကယ်တော့ဒါဟာပင်လယ်ပင်ရဲ့အနည်းဆုံးသက်တော်ပါလို့လူသိများတဲ့နေငါ sandfish ပါသူကမထွက်ပြေးချင်တာမဟုတ်ပါဘူးရေကူးတာအရန်အနှေးလုံးလို့ထွက်မပြေးနိုင်တာပါတခြားငါးတွေကသူတို့ရဲ့အမီးကိုလှုပ်ခတ်ပြီးတွတ်တွတ်လက်လက်ကူးခတ်နိုင်ကြပေမဲ့ဒီငါးကတော့ပင်လယ်လိုင်းတွေအတိုင်းပဲမျောနေတတ်ပါတယ်ဒါကြောင့်ဘသူကပဲလာကြိုက်သူကတော့ဘာမှမတတ်နိုင်ပဲအကြိုက်ခံနေရတာပါပိုပြီးထူးဆန်းတာကဒီငါးမှာနာကျင်မှုကိုခံစားရတဲ့အာယုကြောစနစ်မရှိတာကြောင့်တကူလုံးအကြိုက်ခံရရင်တော့သူကတော့မနာသလိုပဲနေနိုင်ပါတယ်ဒါပေမဲ့အမဲလိုက်တဲ့တော်မာတွေကသူ့ကိုခဏပဲကြိုက်ပြီးပြန်လွတ်ပေးလိရှိကြပါတယ်ဘာဖြစ်လို့လဲဆိုတော့သူ့ရဲ့အသားကအရာတာမရှိတဲ့အပြင်ငါးဖန်သမားတွေတောင်ဖမ်းမိရင်ပြည်လက်တွေပြန်ပစ်ချလိရှိကြလို့ပါအကြောင်းရင်းကတော့သူ့ရဲ့တကူလုံးမှာစားလို့ရတဲ့အသားက10%တောင်မပြည့်ပါဘူးကျန်တဲ့90%ကအယိုးတွေနဲ့ထူထဲတဲ့အရေးခွန်တွေပဲဖြစ်ပါတယ်အသားထုတ်ဖို့ကလည်းအရန်လက်ဝင်တဲ့အပြင်ညီနှင်းကလည်းအရန်ပြင်းပါတယ်နောက်ထပ်အချက်တစ်ခုကတော့သူ့ရဲ့ခနာကိုယ်မှာကပ်ပါကောင်အမျိုးပေါင်း40ကျော်ရှိနေပြီးတချို့နေငါးတွေရဲ့ကလေးစားတွေမှာဆိုရင်အစိတ်တွေတောင်ပါရှိတတ်ပါတယ်။ဒါကြောင့်ဘသူမှသူ့ကိုအလေးနက်ထားပြီးမစားကြတာပဲဖြစ်ပါတယ်။